အဖိုးအခန်းစကင်တစ်ထွက်လာမယ်ဆိုတာပတ်ကြည့်မိုဘိုင်းကတော့တရားဝင်ချပြသွားပြီဗျာအားလုံးပဲမင်္ဂလာပါပပဂိမ်းမင်း TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကြော်တီးလာပြောပြပေးသွားမှာတော့အဖိုးအခန်းစကင်တစ်ထွက်ရှိလာတော့မယ်ဆိုတာနဲ့ကျွန်တော်တို့ရွှေရောင်မဲပုံမှာဘာစကင်တွေပါဝင်လာနိုင်လဲဆိုတာကျွန်တော်လာရောက်ပြောပြပေးသွားမှာဖြစ်ပါတယ်ကဲတကယ်ချင်းတို့စောင့်နေတဲ့အဖုံးဝက်စစ်ရတော့ကျွန်တော်တကယ်ပဲပြန်လာပါပြီကျွန်တော်ဒီနေ့မှာဆိုရင်ပတ်ကြည့်မိုဘိုင်းကကျွန်တော်တို့အဖုံးဝက်စစ်ဂန်းစကင်အတစ်တကူထွက်လာမယ်ဆိုပြီးတော့ကျွန်တော်တို့တရားဝင်ချပြလိုက်ပြီပဲဖြစ်ပါတယ်ဂန်းစကင်နေထားကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တော်တော်လေးကိုမိုက်တာကိုမြင်တွေ့ရပါတယ်ကျွန်တော်တို့အဖိုးတစ်ခုလုံးကမီးတွေဟုံတောက်နေပြီးတော့ကျွန်တော်တို့အရင်တော့ထွက်ခဲ့တဲ့မီးဂရော်ဇာနဲ့တောင်မှတော်တော်လေးစင်တာကိုမြင်တွေ့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဖုံးဝက်စစ်စောင့်နေတဲ့သူတယောက်မလို့ဒီလိုစကင်ထွက်ရှိလာမယ်ဆိုတာတော်တော်လေးရဲ့သဘောကျမိပါတယ်ကျွန်တော်တို့အဖိုးထွက်ရှိမဲ့ရတော့ကျွန်တော်တို့2026နှစ်လပိုင်းထဲမှာထွက်ရှိဖို့လုံးဝအောင်သိကြပါတယ်။အဖိုးနဲ့တူတူတွဲပြီးတော့ပါဝင်လာမယ်။ဒီမိတ်ဆက်နေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အလှလုံးရွရွမဟုတ်ဘူးဆိုရင်ဗျာ။ကျွန်တော်တို့ဒီဇိုင်းပိုင်းနေထားကိုကြည့်ရမယ်ဆိုရင်တော့တော်တော်လေးကိုထားကြတဲ့ဒီဇိုင်းဘက်ကိုသွားတယ်ဗျာ။ကျွန်တော်တို့အဖိုးနဲ့လည်းတော်တော်လေးကိုအဆက်တဲ့အင်ဂျီတစ်ထည်လို့ပဲကျွန်တော်မြင်တယ်ဗျာ။နောက်ပြီးတော့စပင်းရောင်ဆိုလဲကျွန်တော်တို့အဖြူနဲ့မဲနှစ်ရောင်ဆက်ထားပေးတာကိုမြင်တွေ့ရတယ်။ကျွန်တော်တော့အဖိုးဝါစစ်စကင်ရောဒီမိတ်ဆက်ကိုလုံးဝအောင်သဘောကျတယ်ဗျာ။နောက်တစ်ခုအနေနဲ့ရွှေရောင်မဲမှာပါဝင်လာနေရှိတဲ့ Sky Skin ကိုကျွန်တော်တို့ချက်လောက်တူတွားကြည့်လိုက်အောင်ဗျာ။ကျွန်တော်တို့ပါဝင်လာနေရှိတဲ့ Sky Skin နေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ level 2 K4 ကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့စိမ်းရောင်ငွေလေးထွက်နေရဖြစ်အတွက်မဆိုးလို့ပြောလို့ရတယ်ကျွန်တော်တို့ Advanced Found level 3နေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့နည်းငယ်လေးပြောင်းလဲမှုတော့ရှိပါတယ်ကျွန်တော်တို့ level 4 K Massive နေထားကိုကြည့်ရမယ်ဆိုရင် K Massive ရတော့ကျွန်တော်တို့တော်တော်လေးလှရတဲ့မှာတော့ပါတယ်ဗျာကျွန်တော်တို့ level 5နေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အနေငယ်ပြောင်းလဲမှုရှိသွားပြီးတော့ကျွန်တော်တို့ဘေးမှာဆွဲသီးလေးပါလာတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ Final Found နေထားကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့လုံးဝပြောင်းလဲသွားပြီဗျာကျွန်တော်တို့တနက်တစ်ခုလုံးမှာကျွန်တော်တို့အစိမ်းရောင်တွေဖုံးလွှမ်းပြီးတော့ကျွန်တော်တို့နွယ်ပင်တွေပတ်ထားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်တော်တော်လေးတော့သဘောကျဖို့ကောင်းပါတယ်ကျွန်တော်တို့ level 7 look crate နေထားကိုကြည့်ရမယ်ဆိုရင် look crate ရောက်ကျွန်တော်တို့အရင်လှတာပတ်တာတဲ့မှာမပါဘူးဗျာတာမန်ပုံးနေထားလောက်ပဲဗျာကျွန်တော်တို့ level 8နေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တော်တော်လေးလမ်းဝါတော့မြင်တွေ့ရပါတယ်ကျွန်တော်တို့နွယ်ပင်တွေပေါ်မှာအစိမ်းရောင်ကြောက်တော်ကြီးကွဲဝါးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်တော်တော်လေးတော့သဘောကျဖို့ကောင်းပါတယ်ကျွန်တော်ခုပြပေးသွားတယ် Sky Skin ကတော့ရွှေရောင်ဝင်းမှာပါဝင်လာနေရှိတဲ့ skin ပဲဖြစ်ပါတယ်ကျွန်တော်တရားခိုင်လုံး confirm ဖြစ်တယ်လို့ဆိုရင်ပါဝင်လာနေကြတော့တော်တော်လေးများပါတယ်UC Diamond နဲ့ Pass အကောင့်များကိုစိတ်ချစွာ Perfect Gaming TV မှာဝယ်ယူနိုင်ပါတယ်ခင်ဗျ။ယုံကြည်စိတ်ချရပြီးတော့ဈေးသက်သာစွာနဲ့ရမှာမို့လို့ကျွန်တော်ဒီဗီဒီယိုအောက်မှာ link ချတာပြပါမယ်နော်။တတိထားမှာတကူကတော့ page အတုတွေရှိတဲ့အတွက်ကျွန်တော်ပေးတဲ့ link ကပဲဝင်ပြီးတော့ဝယ်ယူကြပါဖို့ဝင်လမ်းချကြပါမယ်နော်။ဟုတ်ကဲ့များများအားပေးကြပါ။